ရှင်ကလေးတွေပဲဆုံးကြခြင်းနဲ့မြန်မာတပ်ဒီကဘာကဒီအောင်ငါတို့တိုက်ခိုက်မယ်နိုင်ငံတော်သူရှိွယ်တာဝန်ကြီးပြုနဲ့တော်တာတာကိုကြည့်တဲ့တိုက်ခိုက်မယ်ဘိုးတွေကလည်းမဆဲရွာထွန်းနဲ့ဒီကြောင့်ရင်အရေးလို့ဒီလိုငါတို့တိုက်ရတယ်ဘယ်မှာလဲအေးရတယ်ရှိနေမယ်မြေရာရှိတဲ့လူသားတိုက်ခိုက်နေရတယ်စင်ကြီးမာရဲ့မဆဲဒီခတ်တဲ့ဒီသားများတဲ့ဝဲဝဲနဲ့ရွာကုန်မှုနဲ့ဘိုးဘိုးကသာဆဲချေကတဲ့ပါရဲ့ဘယ်မှာတော့စီတဲ့ငါတို့စပါရဲ့ရန်သူမာရဲ့အရှုံးကြီးရှုံးရတယ်သူတို့တော့ဝမ်းပါဝဲသူတို့ငါတို့တိုက်ရတယ်မြန်မာရဲ့တာတီဘယ်မှာရှင်နိုင်မဲဝေဝါရှောင်းရှာ